သွားပြီးစိတ်ကလေးဟာဆုံးမဖို့ခက်ခဲတဲ့မိဘစကားနားမထောင်တဲ့ကလေးစိုးလေးလိုပဲမိမိရဲ့စိတ်ကလေးဟာလွတ်ထားမယ်ဆိုလို့ရှိရင်အချင်းကြီးဆိုးဝါးတဲ့အနေအထားမျိုးကိုရောက်သွားတယ်ဆုံးမရခက်တဲ့သဘောတရားစိတ်ကလေးဆုံးမရခက်တယ်အဲ့ဒီလိုကိုယ်စိတ်ကိုမနိုင်လို့ဆုံးမရခက်လို့လောကမှာပြဿနာတက်တယ်ဆိုတာလဲစိတ်ကြောင့်ပြဿနာတက်နေကြတာပဲကြီးပွားတိုးတက်သွားတယ်ဆိုတာလဲစိတ်ကြောင့်ကြီးပွားတိုးတက်သွားကြတာအဲ့ဒီသဘာဝတွေကိုဆင်ခြင်စဉ်းစားပြီးတော့မြတ်စွာဘုရားဟောတဲ့အတိုင်းဘုန်းကြီးတို့တွေကြိုးစားအားထုတ်ကြအောင်ဒါကြောင့်မို့တာနုသူကြိုက်တယ်လို့ကြိုက်တဲ့နေရာမှာဒီစိတ်ကလေးဟာရှေးတုန်းကလှည့်လေသွားလာနေခဲ့ရင်လွတ်ထားတဲ့အချိန်တုန်းကသူရိုင်းနေတယ်ရိုင်းနေတယ်လို့ပြောတာတောထဲမှာရှိတဲ့ဆင်ရိုင်းလိုပဲစိတ်ကလေးဟာလည်းရိုင်းနေတယ်ရိုင်းနေတယ်အဲ့ဒီရိုင်းနေတယ်ရိုင်းနေတဲ့စိတ်ကလေးကိုဒီတိုင်းဆင်ခြင်စဉ်းစားနိုင်တဲ့အသိပညာဖြင့်အဲ့ဒီရိုင်းဆိုင်နေတဲ့စိတ်ကလေးကိုနှိပ်ကွက်ပါလို့ဒီလိုပြောတာရင်ကျေးနေတဲ့စိတ်ကလေးဖြစ်လာအောင်နှိပ်ကွက်ပေးရဆိုးနေတဲ့ကလေးလေးကိုလိမ္မာရင်ကျေးအောင်ဆရာသမားတွေမိဘတွေကဆုံးမကြတာလောကလူတွေကကြည့်ကြတယ်လေရိုင်းတဲ့နွားကိုရင်အောင်ဆုံးမတယ်တောထဲကဆင်ရိုင်းတွေဖမ်းပြီးတော့ရင်အောင်ဆုံးမကြတယ်သို့တော့မိမိစိတ်ကလေးကိုရင်အောင်ဆုံးမဖို့ကြတော့ခက်ခဲနေတတ်ကြတယ်ပေါ့မှန်မယ်ကိုမသွားစေချင်တဲ့စီကိုမသွားရအောင်ကိုမပေါင်းစေချင်တဲ့သဘာဝတရားတွေနဲ့မတွဲမိအောင်စိတ်ကလေးကိုနှိပ်ကွက်ပြီးတော့လိမ္မာရင်တည်းအောင်ဆုံးမရမယ်တဲ့အဲ့ဒါကိုဥပမာအနေနဲ့ဟောတဲ့အခါကျတော့ဟတ္တိပပိဏံဝိယအင်္ဂုတ္တကဟောရိုင်းနေတဲ့ဆင်ရိုင်းကြီးကိုချွန်းကင်ပြီးတော့ဆင်ဥဒကြီးဟာမိမိခိုင်းတာကိုလုပ်ပြီးလိမ္မာရင်ကျေးတဲ့ဆင်ဖြစ်အောင်နော်လေ့ကျင့်ပေးတယ်လို့ပဲဒါကြောင့်မို့ရှင်းပညာရှိတယ်စိတ်ဆင်ရိုင်းလို့ဒီလိုနာမည်သုံးတာစိတ်ကလေးဟာမုံရိုးနေတဲ့ဆင်ကြီးတွေရိုင်းတတ်တယ်လို့ပဲစိတ်ဟာလည်းပဲရိုင်းဆိုင်တတ်တယ်ပေါ့စိတ်ရိုင်းဆိုင်မှုကြောင့်ဂျာနယ်တွေတဲ့သတင်းစာတွေထဲမှာဖတ်ကြည့်ပေါ့စိတ်ရိုင်းဝင်လာပြီဆိုလို့ရှိရင်လောကမှာအမှုတွေဖြစ်တယ်ဆိုတာစိတ်ရိုင်းဝင်လို့ဖြစ်သွားတာပဲလေဘယ်ကိစ္စပဲဖြစ်ဖြစ်ဒီမဖြစ်တဲ့နာတွေဖြစ်ပြီဆိုလို့ရှိရင်မိမိရဲ့စိတ်ဆင်ရိုင်းကိုမထိန်ကွက်နိုင်လို့ဒီလိုဖြစ်ကြအဲ့ဒါကြောင့်မလို့အဲ့ဒီစိတ်ဆင်ရိုင်းလေးကိုပညာဆိုတဲ့ချွန်းနဲ့အုပ်ပြီးတော့သုံးသပ်ရမယ်ဆင်ခြင်ရမယ်ကိုယ့်ကိုမိမိစိတ်ထဲမှာဒီဒုစရိုက်တွေနဲ့ပတ်သက်လာတဲ့အခါမှာဒေါသဖြစ်လို့တစ်ဖက်သားတော့မဟုတ်တရားတော်ကောင်ကိုတတ်ဖို့စိတ်ထဲမှာဖြစ်ပေါ်လာတယ်ဆိုလို့ရှိရင်နှိပ်ကွက်ရမယ်ကိုယ်စိတ်လေးကိုသူများအသက်တတ်ခြင်းဟာမကောင်းတဲ့အကုသိုလ်တစ်ခုဖြစ်တယ်အဲ့ဒီအကုသိုလ်မှုပြစ်မှုကိုကျွလွန်လို့ရှိရင်မင်းအသက်ကလေးတတ်တဲ့လူပေါ်လာလိမ့်မယ်လို့ကိုယ်စိတ်လေးကိုနှလုံးသွင်းတရားဆင်ခြင်ပြီးတော့စိတ်ကိုယဉ်ကျေးအောင်ထိန်းချုပ်နိုင်ရမယ်လို့ဒီလိုဆိုတာပေါ့သူများပစ္စည်းကို